Office CX Series အတွက်ဖုန်းမှာ Wi-Fi control ကိုဘယ်လိုထည့်ရမလဲ Play Store သို့မဟုတ် App Store မှာ AC Freedom လို့ရိုက်ချပြီး download လုပ်ပါ App ထဲကိုဝင်မြန်မာကိုရွေးပြီး Sign up ကိုနှိပ်ပါ Continue ကိုနှိပ်ပြီး email မှာကိုသုံးနေတဲ့ email ကိုထည့်ပါ email ကိုကြာလာတဲ့ကဏ္ဍလေးလုံးနဲ့ထားရှင်တဲ့ password ကိုရေးထည့်ပေးပါ password မှာစာလုံးနဲ့ကဏ္ဍတွေပါရပါမယ်ပြီးရင်တော့နိုင်ငံအိမ်နေရာတို့ကိုရွေးပါဒီနေရာကိုနှိပ်ပြီး add device ကိုနှိပ်ပါ air conditioner ကိုနှိပ်လိုက်ရင်ချိန်ရမယ့် Wi-Fi name နဲ့ password ကျန်လာပါလိမ့်မယ်ကိုချိန်မဲ့ Wi-Fi name နဲ့ password ကိုရိုက်ပြီး connect to Wi-Fi ကိုနှိပ်ပါပြီးရင်တော့အခုလို remote clock တွေကိုနှိပ်ပြီးရှင်းလို့ရတဲ့နည်းလမ်းတွေကိုတွေ့ရပါလိမ့်မယ်ဒီနည်းလမ်းတွေထဲကမှရိုးရှင်းတဲ့နည်းဖြစ်တဲ့ soft နဲ့အပေါင်းခလုတ်ကိုတစ်ပြိုင်နဲ့3စက္ကန့်ကြာအောင်နှိပ်ရတဲ့နည်းကိုသုံးပါမယ်အဲ့လိုနှိပ်လိုက်ရင် aircon ကနေဒီအတန်လေးကြားရတဲ့အခါဒီနေရာကိုအမှန်ချစ်ပြီး gas started ကိုနှိပ်ပါကိုယ်အိမ်မှာရှိတဲ့ Wi-Fi နဲ့ချိတ်နေတာကိုစောင့်ပါအခန်း၍နာမည်ပေးပြီးရင်တော့ချိတ်ဆက်တဲ့လုပ်ငန်းစဉ်အောင်မြင်စွာပြီးဆုံးပါပြီဒါဆိုရင်တော့ AC Freedom ကနေတဆင့် Aircon မှာပါတဲ့ function တွေကိုစိတ်ကြိုက် control လုပ်လို့ရပါပြီ။